မင်္ဂလာပါပစ်တိုင်းထောင်မှာကြိုးဆိုပါနေရှင်ဆယ်လီအကြောင်းတွေနဲ့ food vlog များကိုတင်ဆက်ပေးမှဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ရှင်ဒီကတော့ဒီနေ့ကတော့အိမ်မှာမွေးကားချက်စားကြပါတယ်မလို့စင်နေအောင်ပဲရှိတကယ်ချင်းတွေကသူတို့ကုချက်ပဲဆိုပြတ်လာတယ်အေးကိုရဲ့အေးရောင်စိန်အေးကိုရဲ့အေးဒါဘာလုပ်နေရလဲမဒါငါးစီတမ်းမလို့ငါးမွေလုံးမလို့စီတက်နေရပါဖြစ်လာရတယ် 他帮我啦တက်အောင်လာစားရဟုတ်ဝါလာချက်ဟုတ်စားမယ်ဖိုက်စား မမွေးငါပါ ဟုတ်လား တက်တော့ဦးလေးဟိုထဲမှာထည့်ထားတယ်သူတို့က အဲ့လိုချက်ရတယ်ဟိုချက်နေလေရှယ်ရတော့ဘူးလား မင်းသားဆိုငါနဲ့ချက် သူကမီနူးပေးလိုက်ပြီငါအိမ်မှာလာစားမယ် အဲ့စားမယ်လို့ချက်ခိုင်းတာ အုံတော့ခောက်ဆွဲတယောက်ဟိုဘက်မူတွေပဲပြိုက်တာဆို ပြလိုက်ရိုက်တာဆိုရအောင်ရေးရတယ်အကျဲလိုက်ကူမဖြစ်ဘူးအားလုံးကငါဆိုမဟုတ်ပြလိုက်ရိုက်တယ် ရှယ်ရရိုင်းနေကြတယ် ဆက်လိုက်တာ ဟုတ်ကဲ့ မမအခီးဟိုကလေငယ်တော့အားပေးခဲ့တယ် တေးတော့မကိတ်တပေးတာဒီမှာ ဟုတ်တယ်ချစ်တယ်နော်တငယ်ချင်းလေးအရင် ဒီဝေဖန်ပြီးတော့ တငယ်ချင်းနေမွေးငါတဲ့နေ့ရောင်လေးတိုင်းမလား ဟာလေစင်တော့ ဒီမှာလေတို့တွေကပြင်အရှင်နဲ့ဧည့်သည်တွေမိတာတို့ရဧည့်သည်ပါကြီးလေပါလာနာမအားပေးအဲ့လိုတော့မဖြစ်နေကျိုးစီလာ15မိနစ်နေရမယ်ငါတို့လက်တော့လက်ကြည့်တော့သွားမယ်လေအားကြီးဒီကသွားမယ်လိုက်မယ်ဘူးတော့ ဟုတ်ပါတယ် အဲ့ဒါလေးတိုက်တော့ဒီတိုင်းလုံးလက်ခံဒီရမယ်နဲ့ နှာလိုက်တာတဒါ အဲ့ဒါကပြန်နေ ကြည့်ရှုတဲ့ဗီဒီယိုကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်